ဒီဇန်လရဲ့နောက်တဲ့အပိုင်းရအနေငယ်ကြမှာတော့ဟီဂါရီနဲ့အီရိုဟာတို့ဟာအရင်ကတည်းကပုံမနီးစပ်လာခဲ့ကြပါတယ်။အခုဆိုရင်သူတို့နဲ့ဟာချစ်သူရေးစားတွေဖြစ်သွားကြပြီမို့ဘာမဆိုအတူတူလှုပ်လို့ရပြီဆိုတဲ့အတွေ့နဲ့ဟီဂါရီတယောက်ရေခေါ်စိတ်လှုပ်ရှားနေခဲ့ရပါတယ်။ဒါပေမဲ့ရုတ်တရက်အီဇိုမေချီရောက်လာခဲ့ပြီးသူမကိုလေးလံနှစ်ဖက်နင်းဖို့ကြိုးစားနေတဲ့ကောင်ကြီးဆိုပြီးဒေါသတကြီးနဲ့မော်လင်းတဲ့အနေနဲ့လန့်ပြလိုက်ပါတယ်။အဲဒီအချိန်မှာပဲဟီဂါရီတယောက်အေးရာကနေလန်နိုးလာခဲ့ပြီးမကြသေးခင်ကတည်းကသူဟာအီရိုဟာနဲ့ပတ်သက်တဲ့ထူးဆန်းတဲ့အိမ်မက်တွေကိုစတိုက်မန်းနေခဲ့မှသဘောပေါက်သွားခဲ့ပါတယ်။နိုးချင်းမှာပဲအီရိုဟာတယောက်ကျင်းမြပေါ်မှာအေးနေခဲ့တာကိုသတိပြုမိသွားခဲ့ပြီးကျောင်းဆင်းတော့သူမကသူ့အိမ်ကိုလိုက်လည်ခဲ့တာကိုပြန်လည်သတိရသွားခဲ့ပါတယ်။ဟီဂါရီကသူမရဲ့အိပ်ပျော်နေတဲ့ပုံစံကိုဖုန်းနဲ့ဓာတ်ပုံခိုးရိုက်ဖို့စ조사မိပေမဲ့နောက်မှသူဟာလူထုလူဆန်းကြီးတယောက်လိုဖြစ်နေမှန်းသတိဝင်ပြီးရှာလိုက်ပါတယ်။အဲဒီအချိန်မှာပဲအီရိုဟာနိုးလာခဲ့ပြီးဟီဂါရီလည်းအိပ်ပျော်နေကြတာကိုသိသွားတဲ့အတွက်သူမသတိလစ်နေတော့သူဘာအပေါ်စားကိစ္စမှမလုပ်ခဲ့ဘူးဆိုတာကိုရိပ်မိသွားခဲ့ပါတယ်။ကျောင်းတော်ယူတို့ကဟီဂါရီကစိတ်ပြင်းလင့်နေတဲ့ပုံစံဖြစ်နေလို့လာရောက်မေးမြန်းခဲ့ပြီးကျောင်းဆင်းရင်ခင်းသက်သွားဝယ်ဖို့အတွက်ဖိတ်ခေါ်ခဲ့ပါတယ်။ဒါပေမဲ့ဟီဂါရီကအီရိုဟာနဲ့အတူအိမ်ပြန်ဖို့ကတိပေးထားတဲ့အတွက်သူ့တငယ်ချင်းကိုညှင်းဆုပ်လိုက်ရပါတယ်။ဒါပေမဲ့ပြန်တွေးကြည့်ပြီးတဲ့နောက်မှာတော့ဟီဂါရီကစိတ်ပြောင်းသွားခဲ့ပြီးသူ့ရဲ့တူးရဲသောတငယ်ချင်းကိုအဆုံးရှုံးမခံနိုင်တဲ့အတွက်အီရိုဟာကိုထားခဲ့ပြီးတော့ယူရိုနဲ့ပဲလိုက်သွားဖို့ဆွမ်းပြလိုက်ပါတယ်။နောက်ပိုင်းမှာတော့ဟီဂါရီနဲ့ယူတိုတို့ဟာဖတ်ဖူဆိုင်ကိုတွားရောက်ခဲ့ကြပြီးဟီဂါရီကယူတိုဟာသူ့အတွက်ဘလောက်တောင်အရေးပါတဲ့အကြောင်းနဲ့သူ့လိုတငယ်ချင်းမျိုးအဆုံးရှုံးမခံနိုင်တဲ့အကြောင်းရှင်းပြခဲ့ပါတယ်။ယူတိုကလည်းဟီဂါရီပြောရင်သူလည်းပြောပါတယ်လို့ပြန်ပြောခဲ့ပေမဲ့ဟီဂါရီကတော့အပြောင်းလဲဆိုတာအိုတာကိုရီရဲ့လမ်းစဉ်မဟုတ်ဘူးလို့တွေးမိပြီးအဲ့ဒီစေတနာကိုညှင်းပယ်လိုက်ပါတယ်။ဒါကသူကိုတခါမှမကြုံဘူးတဲ့အရာတစ်ခုနဲ့တကယ်ရောပျော်ရွှင်နိုင်ပါမလားဆိုပြီးတော့တန်ကြောက်ဝင်စေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဟီဂါရီဟာကိုကာယအတန်းမှာအီရိုဟာနဲ့အတူတူကြားနေကြတာကိုသတိပြုမိခဲ့ပေမဲ့သူမကသူ့ကိုလက်လန်းပြတဲ့အချိန်မှာတော့မမြင်ချင်အောင်ဆောင်ပြီးတော့လက်ထွက်သွားခဲ့ပါတယ်။သူလက်ထွက်သွားတဲ့အချိန်မှာလေကောင်မလေးတယောက်ကငပြောတိခုံနင်းမိပြီးတော့သူ့ရဲ့ရှေ့မှာလဲကျသွားခဲ့ပါတယ်။ဟီဂါရီကသူမကိုထိုးပေးဖို့စ조사ခဲ့ပေမဲ့အဲဒီကောင်မလေးကအိုတာကိုတယောက်ကသူမရဲ့လက်ကိုကန်လိုက်တဲ့အတွက်ယွန်းချသွားခဲ့ပါတယ်။ယူတိုကဒါအောင်မြင်သွားခဲ့ပြီးဟီဂါရီကိုလာရောက်မေးခဲ့ပေမဲ့ဟီဂါရီကတော့အိုတာကိုဆရာကြီးတယောက်ပြီးဒါမျိုးတွေကနေသားကြနေပြီဖြစ်တဲ့အကြောင်းပြန်ပြောပြလိုက်ပါတယ်။နောက်ပိုင်းမှာတော့ဟီဂါရီကအတန်းလေးမှာတယောက်တည်းထိုင်နေတော့အီရိုဟာအတူတူအိမ်ပြန်ဖို့သူ့စီကိုလာခေါ်ခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ဟီဂါရီကပုံမှန်မဟုတ်တဲ့အမူအရာနဲ့သူမရဲ့ဖိတ်ခေါ်မှုပြပြတသားညှင်းလွန်လိုက်တဲ့အတွက်သူမဒေါသထွက်သွားခဲ့ရပါတယ်။သူမကသူ့ကိုအတန်းထဲမှာတယောက်တည်းထားပြီးထွက်ခွာသွားတဲ့အခါဟီဂါရီကသူ့ရဲ့စိတ်ထဲမှာအီရိုကအကြောင်းကိုပဲတနေ့ကောင်စိတ်ကူးရှင်နေမိပြီးသူမကိုလည်းဖွင့်မပြောနိုင်ခဲ့တဲ့အတွက်မိမိကိုလူဝကြီးပါဆိုပြီးတော့ဆဲရွေးတိုင်းတာနေခဲ့ပါတယ်။သူ့ကိုယ်သူအပြစ်တင်နေမိတော့မှပဲတခြားကောင်မလေးတယောက်ကသူ့စီကိုရှောက်လာခဲ့ပြီးတော့သူကတော့ငပြောသိခုံနေမိပြီးလဲကျခဲ့တဲ့အာအီစာပဲဖြစ်ပါတယ်။သူမဟီဂါရီတယောက်သူ့ကိုယ်သူနာကျင်အောင်လောက်တော့မယ်လို့ထင်နေခဲ့ပေမဲ့သူကလူညက်တယောက်ဖြစ်လို့တကယ်နဲ့စိတ်ဝင်စားပဲပြန်ဖို့ပြန်လိုက်ပါတယ်။ဒါပေမဲ့သူမထွက်မသွားခင်မှာပဲဟီဂါရီကသူမကိုတားဆီးလိုက်ပြီးအချစ်ဆိုတာဘာလဲလို့မေးလိုက်တဲ့အတွက်သူမအကြီးကျယ်အောင်သွားခဲ့ရပါတယ်။နောက်ဆုံးတော့အာဆာရီကအချစ်အကြောင်းနဲ့သူခံစားနေရတဲ့ထူးဆန်းတဲ့ခံစားချက်တွေဟာအချစ်ကိုစတင်သိရှိလာတဲ့သူတွေအတွက်တဘာဝကျတဲ့အရာဖြစ်တဲ့အကြောင်းသိပြပြီးတော့ရှင်းပြခဲ့ပါတယ်။အာအီစာကဟီဂါရီကိုထူးဆန်းတဲ့သူလို့ထင်နေတော့ဖြစ်ပေမဲ့ဟီဂါရီကတော့သူမတကယ်တော့စိတ်ဓာတ်ကောင်းတဲ့သူတယောက်ဖြစ်မှန်သတိပြုမိသွားတဲ့အတွက်စိတ်ထဲမှာထူးဆန်းသွားခဲ့ရပါတယ်။နောက်တစ်နေ့မှာတော့ဟီဂါရီကအီရိုဟာကိုသွားခေါ်ဖို့သူမရဲ့အတန်းရှိကိုသွားခဲ့ပေမဲ့ဒီတစ်ချိန်မှာတော့သူမပဲညှင်းပယ်လိုက်ပါတယ်။သူမကသူ့ရဲ့လက်ကိုဆွဲပယ်လိုက်တဲ့အတွက်ဟီဂါရီတယောက်စွန့်သွားခဲ့ရပြီးဒါသူငယ်တုန်းကကောင်မလေးတယောက်သူ့ဘောလှုပ်ခဲ့တဲ့ပုံစံအတိုင်းပြန်တတိယသွားစေခဲ့ပါတယ်။ဟီဂါရီကသူ့ရဲ့တန်းတွေကိုချက်ချင်းပြန်လာခဲ့ပြီးတယောက်တည်းခြေခွဲစွာနဲ့ထိုင်နေခဲ့ပါတယ်။အဲဒီအချိန်မှာအာဆာရီယာရုတ်တရက်ရောက်လာခဲ့ပြီးဟီဂါရီကိုသူ့ကိုယ်သူနာကျင်အောင်လုပ်မလားလို့စွန့်ရင်တကြီးနဲ့မေးလိုက်ပေမဲ့သူကတော့လုံးဝမဟုတ်ပါဘူးလို့ညှင်းပယ်လိုက်ပါတယ်။အဲ့ဒီအစားသူနဲ့အီရိုကအကြားဘာတွေဖြစ်ပျက်ခဲ့လဲဆိုတော့ပြပြလိုက်တဲ့အပြင်သူ့ရဲ့ဘဝမှာသူ့ကိုလက်ခံပေးခဲ့တဲ့မိန်းကလေးဆိုလို့ငယ်တုန်းကရိုးရအကာအတူတူကားခဲ့တဲ့ကောင်မလေးတယောက်ပဲရှိခဲ့ပူတဲ့အကြောင်းရင်ဖွင့်လိုက်ပါတယ်။ဒီဇန်လိုင်းကိုကြားလိုက်ရတဲ့အခါအာအီစာကသူ့ကိုတနာသွားခဲ့ပြီးစိတ်တက်ကြွအောင်အားပေးစကားပြောခဲ့ပါတယ်။အဲဒီနောက်သူမကဟီဂါရီရဲ့စပင်ပုံစံသားမရှိရင်သူကတကယ်တမ်းချောမောတဲ့သူတယောက်ဖြစ်နိုင်တယ်ဆိုတာကိုသတိပြုမိသွားခဲ့ပါတယ်။ဒါကြောင့်သူမကသူ့ကိုချက်ချင်းထိုင်ခိုင်းပြီးသူမရဲ့စပင်ရဲ့ကိရိယာတွေကိုထုတ်လိုက်ပါတယ်။ဒါပေမဲ့သူမစပင်မညံ့ရပေးသေးခင်မှာပဲအီရိုဟာရုတ်တရက်ရောက်လာခဲ့ပြီးတော့အာအီစာကိုသူမရဲ့ရီစာကိုမထိဖို့အတွက်တားဆီးလိုက်ပါတယ်။အီရိုကတခြားမိန်းကလေးတယောက်ဟီဂါရီရဲ့အနားကိုချင်းကပ်လာခဲ့တာကိုမလိုလားခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့တခြားသူတွေကဟီဂါရီရဲ့ကောင်းကတ်တွေကိုမြင်သွားမှစိုးရိမ်နေလို့ပဲဖြစ်ပါတယ်။သူမကအာအီစာကိုသူတို့ညစလုံးကိုအေးစစ်စစ်ထားပေးဖို့ပြောလိုက်တဲ့အတွက်ဟီဂါရီတယောက်အောင်းသွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့သူကအီရိုဟာနဲ့သူ့ရဲ့ပတ်သက်မှုဟာပြီးဆုံးသွားပြီလို့ထင်ထားခဲ့လို့ပဲဖြစ်ပါတယ်။အာအီစာထွက်မသွားခင်မှာဟီဂါရီကရိုးရအကာပွဲမှာအတူတူကမဲ့နောက်ထပ်ကောင်မလေးတယောက်ကိုရှာတွေ့သွားတဲ့အတွက်ဂုံပြူပါလေလို့ပြောသွားခဲ့လို့အီရိုဟာတယောက်စိုးရိမ်စိတ်တွေဝင်သွားခဲ့ရပါတယ်။အဲဒီနောက်ဟီဂါရီနဲ့အီရိုဟာတို့နှစ်ယောက်တည်းအတန်းထဲမှာကျန်ရစ်ခဲ့တဲ့အချိန်မှာတော့အီရိုဟာကသူမရဲ့စိုးရိမ်ပူပန်မှုတွေကိုစတင်ရင်ဖွင့်လိုက်ပါတယ်
ဒါပေမဲ့ဟီဂါရီကကြားပြပြောလိုက်ပြီးသူကိုယ်တိုင်လည်းသူမနဲ့မတန်ဘူးလို့အမြဲခံစားနေရလို့စိုးရိမ်ပူပန်နေရပြီးတော့သူမအတွက်အကောင်းဆုံးတွေကိုပဲဖြစ်စေချင်တာလို့ပြောလိုက်ပါတယ်သူတို့ညစလုံးစိတ်လှုပ်ရှားဝမ်းနည်းသွားခဲ့ကြပြီးအချင်းချင်းဖတ်ထားရင်းနဲ့ပဲသူတို့ရဲ့ပြဿနာတွေကိုပြေလည်အောင်ဖြေရှင်းလိုက်ကြပါတယ်အဲဒီညမှာတော့ဟီဂါရီရဲ့အမေကသူ့သားပုံမှန်ကလေးတယောက်လိုဖြစ်လာခဲ့တဲ့အတွက်အံ့ဩဝမ်းသာပြီးတော့အီဒိုဟာနဲ့ဆက်ဆံရေးကြောင်းမင်းမြတ်ခဲ့ပေမဲ့ဟီဂါရီကတော့ပုံမှန်ကလေးတယောက်ဖြစ်လာဖို့ထက်သူ့မှာတခြားအကြောင်းပြချက်တွေတည်တံ့ရှိနေခဲ့တာဖြစ်ပါတယ်ရန်နှငယ်ချာမှာတော့ယူတိုနဲ့အာရီစာတို့ဟာဟီဂါရီတယောက်တည်းထိုင်ပြီးတော့တချင်းနာထောင်နေခဲ့ကြတာကိုတွေ့ခဲ့ကြပါတယ်ဟီဂါရီကသူဟာအီဒိုဟာအကြောင်းကိုကောင်းနေရထုတ်ပြီးတော့အမြဲတမ်းစွဲရင်မနေရအောင်တချင်းနာထောင်နေတာဖြစ်တဲ့အကြောင်းပြပြခဲ့ပေမဲ့အာရီစာကတော့စိတ်ပြတ်သွားခဲ့ပြီးသူ့ကိုထားခဲ့ပါတယ်ယူတိုကတော့သူ့ရဲ့ခံစားချက်တွေကိုနားလည်ပေးခဲ့ပြီးဟီဂါရီကလည်းသူ့ရဲ့စိတ်တွေကိုလျှော့ချဖို့တခုလုပ်ဖို့လိုနေခဲ့ပေမဲ့ဘာလို့ရမှန်းမသိဘူးလို့ဝေခံခဲ့ပါတယ်ယူတိုကအီဒိုဟာကိုတခုခုဖော်ပြဖို့အကြံပြုခဲ့ပေမဲ့အိုတာကိုနှစ်ယောက်စလုံးကတော့ဒါကိုဘယ်လိုလုပ်ရမှန်းမသိခဲ့ကြပါဘူးကျောင်းစင်းတော်ဟီဂါရီကအီဒိုဟာနဲ့တူတူလဲပတ်ချင်ခဲ့ပေမဲ့သူမကတော့မဟုတ်တဲ့ကောင်လေးအလံစားတွေအကြောင်းပြသတဲ့ TV အစီအစဉ်ကိုကြည့်ကျင်နေတဲ့အတွက်ညှင်းပယ်လိုက်ပါတယ်သူမကမဟုတ်တဲ့ကောင်လေးတွေကိုအလွန်သဘောကျလို့ပဲဖြစ်ပါတယ်ဒါဟီဂါရီကိုစိတ်ကိုးသစ်တစ်ခုရရှိစေခဲ့ပါတယ်နောက်တစ်နေ့မှာတော့ဟီဂါရီကတိုကိုတိုင်ဖုတ်ထားတဲ့အိမ်လောက်ကိတ်မော့တွေကိုယူလာခဲ့တဲ့အတွက်ယူတိုနဲ့အီဒိုဟာနှစ်ယောက်စလုံးအောင်းသွားခဲ့ကြပါတယ်အဲဒီနောက်သူတို့အုပ်စုကအာရီစာကိုပါခေါ်ပြီးတော့ဟီဂါရီရဲ့မုန့်တွေကိုအတူတူမီးစမ်းကြည့်ဖို့အတွက်ဖိတ်ခေါ်ခဲ့ကြပြီးတကယ်တင်ငယ်ချင်းတို့ပဲစကားစမြည်ပြောခဲ့ကြပါတယ်အိုင်ဆာကအီဒိုဟာကိုသူမမှာတငယ်ချင်းမရှိတဲ့အကြောင်းမေးမြန်းတဲ့အခါသူမကဘာကြောင့်လဲဆိုတာရှင်းပြခဲ့ပါတယ်ဒါပေမဲ့အိုင်ဆာကတော့သူမကိုအပေါ်စားမင်းကလေးတယောက်လို့မထင်ခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလိုမင်းကလေးမျိုးဆိုရင်ဟီဂါရီလိုလူမျိုးနဲ့တွဲမှာမဟုတ်လို့ပဲဖြစ်ပါတယ်အဲဒီနောက်မှာတော့ဟီဂါရီကအိုင်ဆာကိုသူမသဘောကျတဲ့ကောင်လေးနဲ့ဘလို့အခြေအနေရှိလဲလို့မေးတဲ့အခါသူမကတော့ဖြည်းဖြည်းချင်းပဲသွားနေပါလေလို့ပြန်ပြောခဲ့ပါတယ်။ကျောင်းဆင်းတဲ့အခါမှာတော့သူတို့အုပ်စုဟာအိုင်ဆာသဘောကျတဲ့ကောင်လေးကိုတွားကြည့်ခဲ့ကြပြီးဒါကယူဒိုကိုတော့သူ့ဘယာလူတိုင်းပြောင်းလဲနေပြီဆိုတဲ့အသေးနဲ့မနာလိုဝင်တော်စိတ်တွေဖြစ်လာစေခဲ့ပါတယ်။အဲဒီနောက်အီဒိုဟာကအဲဒီညမှာသူမတို့ရက်ွက်ထဲမှာရှိတဲ့ပွဲတော်တစ်ခုကိုဟီဂါရီနဲ့တို့တွားကျင်တယ်လို့ဖွင့်ပြောခဲ့ပါတယ်။ဒါကြောင့်သူတို့ဆောင်တွေဟာပွဲတော်တူတူတွားပြီးတော့ပြပြပပဆင်နွှဲခဲ့ကြပါတယ်။ဒါပေမဲ့အထူးကတော့ဟီဂါရီတယောက်တည်းအီဇိုမီချီမီနီဂိမ်းတွေကိုပဲအသေးအတန်ကစားနေခဲ့တာပါ။အဲဒီနောက်ဟီဂါရီကသူမကိုအရင်ကပွဲတော်တွေကိုသဘောမကျခဲ့တဲ့အကြောင်းဘာလို့လဲဆိုတော့ပွဲတော်တွေကသူ့ကိုကိုတိတ်တိတ်နဲ့လို့ခံစားစေရလို့ဖြစ်တဲ့အကြောင်းပြပြခဲ့ပါတယ်။ဒါပေမဲ့အခုလိုသူမနဲ့တူတူရှိနေရတာကတော့လုံးဝအုတ်တုံဆန်းကျင်ပဲဖြစ်နေခဲ့ပြီးတော့သူ့ကိုပြောမြော့စေခဲ့ပါတယ်